စိုးရိမ်တကြီးဖြစ်နေတဲ့ပိုင်ရှင်ဟာခွေးလေးကိုလောင်အိမ်ထဲထည့်ပိတ်ထားပြီးကုန်ကားတစ်စီးနဲ့အဝေးကိုခေါ်ထုတ်သွားပါတယ်။ကုန်ကားမောင်းနေတုန်းလောင်အိမ်ကကားထဲမှာဟိုဘက်ဒီဘက်ချော်နေပြီးခဏကြာမှာတော့ကားပေါ်ကနေရုတ်တရက်ပြုတ်ကျသွားပါတယ်။ထူးဆန်းတာကလောင်အိမ်ရောခွေးလေးပါဘာတန်ရာမှမရပဲဘေးကင်းနေရပါ။ခွေးလေးအပြင်ထွက်လာတဲ့ခါမှာတော့မိုးခိုဖို့နေရာရှာရင်းအနားကပျက်စီးနေတဲ့အိမ်အိုလေးတစ်လုံးထဲမှာဝင်ပုန်းနေလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဂျက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဘတ်စကတ်ဘောကစားဖို့အဲ့ဒီနေရာကိုရောက်လာပါတယ်။ဘောလုံးပုတ်တန်ကြတော့ခွေးလေးကတတိထားမိသွားပြီးဂျက်ကိုအကဲခတ်နေပါတယ်။ခွေးလေးကအရန်ပိုက်စာနေတာကိုတိတဲ့ဂျက်ကမြေပြင်ပေါ်မှာမုန်းတစ်ခုချပေးလိုက်ပါတယ်။ခွေးလေးကမုန်းကိုဖြည်းဖြည်းချင်းစားနေတော့မှဂျက်ကခွေးလေးရဲ့အဝတ်စားတွေစုပ်ပြဲနေတာကိုတတိထားမိသွားပါတယ်။သူကကူညီခြင်းပေမဲ့ခွေးလေးကတော့ကြောက်ပြီးထွက်ပြေးသွားပါတယ်။ဂျက်ကအရှုံးမပေးဘဲနောက်တစ်နေ့မှာပြန်လာပြီးလမ်းတစ်လျှောက်မုန်းတွေကိုအတန်းလိုက်ချထားပေးပါတယ်။ခွေးလေးကမုန်းတွေကိုလိုက်စားရင်ဂျက်ကိုကြည့်လိုက်တဲ့အချိန်မှာသူတို့နှစ်ယောက်ရဲ့အကြည့်တွေကပထမဆုံးအကြိမ်နှွေးထွေးစွာဆုံမိသွားကြပါတယ်။ဂျက်ကခွေးလေးဟာဘတ်စကတ်ဘောလုံးကိုမြင်ရင်ပျော်နေရဆိုတာကိုခံစားမိရတယ်။သူကဘောလုံးကိုအဝေးကိုပစ်ပေးလိုက်တဲ့အခါခွေးလေးကအမြန်ပြေးပြီးဂျက်စီပြန်ယူလာပေးပါတယ်။အဲ့ဒီအချိန်ကစားပြီးသူတို့နှစ်ယောက်ဟာဘတ်စကတ်ဘောအတူတူကစားကြပါတော့တယ်။ဂျက်ကဘောလုံးကိုဘနစ်ခါပဲပစ်ပေးခွေးလေးကတော့တိတိကျကျပဲပြန်ယူလာပေးပါတယ်။ဒီလိုထူးခြားတဲ့အရေးချင်းကိုမြင်ရတဲ့အခါဂျက်ကခွေးလေးကိုအိမ်ကိုတိတ်တိတ်လေးခေါ်လာခဲ့ပါတယ်။ဂျက်ကခွေးလေးကိုအရင်ဆုံးရေချိုးပေးဖို့ကြံစီပေမဲ့ခွေးလေးကရေထဲဝင်ဖို့အရန်ကြောက်နေပါတယ်။အဲ့ဒီမှာဂျက်ကအကြံတစ်ခုရသွားပြီးရေချိုးကန်ထဲကိုဘတ်စကတ်ဘောလုံးပစ်ထည့်လိုက်ပါတယ်။ဘောလုံးကိုမြင်တာနဲ့ခွေးလေးဟာရေထဲကိုချက်ချင်းခုန်ဝင်သွားပါတော့တယ်။ရေချိုးပြီးရဲ့နောက်ဂျက်ကဖုံဆုပ်ဆက်ကိုသုံးပြီးအမွှေးတွေကိုအချောက်ခံပေးသလိုသူ့ရဲ့သွားပုတ်တန်နဲ့လည်းခွေးလေးရဲ့သွားတွေကိုတိုက်ပေးပါတယ်။နောက်ဆုံးမှာတော့ရေမွေးလေးတောင်နည်းနည်းစွပ်ပေးလိုက်ပါသေးတယ်။အခုဆိုရင်ခွေးလေးကတန်ရှင်းတောက်ပနေပါပြီ။အဲ့ဒီနောက်သူတို့ဘတ်စကတ်ဘောဆက်ပြီးလေ့ကျင့်ကြပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကကြာရှည်မခံခဲ့ပါဘူး။ဒီနေ့မှာတော့ဂျက်ကသူ့ကိုအတင်းကနေထုတ်ပယ်လိုက်ပြီဆိုတဲ့စာတစ်စောင်ရရှိခဲ့ပါတယ်။ဒါကိုဖတ်ပြီးဂျက်ကအယံဝန်းနေသွားပါတယ်။ခွေးလေးကသူ့ကိုဘတ်စကတ်ဘောပြန်ကစားဖို့တိုက်တွန်းပေမဲ့ဂျက်ကနားမဝင်တော့ပါဘူး။ဂျက်ကဘတ်စကတ်ဘောကစားတာကိုထာဝရရဲ့နားတော်မယ်လို့ဆုံးဖြတ်ပြီးဘောလုံးကိုအနောက်ကိုဒေါသတကြီးပစ်ပေါက်လိုက်ပါတယ်။ခွေးလေးကဘောလုံးကို၃ချိန်တိုင်တိုင်ပြန်ယူလာပေးပြီးဂျက်ကိုအားပေးတဲ့အကြည့်နဲ့ကြည့်ရဲ့အခါမှာတော့ဂျက်ဟာခွေးလေးကသူ့ကိုထပ်ကြိုးစားစေချင်တယ်ဆိုတာနားလည်သွားပါတယ်။သူတို့နှစ်ယောက်အတူတူပြန်လည်လေ့ကျင့်ကြတဲ့အခါအရင်ကထပ်ပို့ပြီးတော့တောင်တော်လာကြပါတယ်။ဂျက်ကတတိတွေပြန်ရလာပြီးအဲ့ဒီနေ့မှာပဲနေပြစီသွားတွေ့ပါတယ်။ကျွန်တော်တို့အနိုင်ရနိုင်မယ့်အကြံတစ်ခုရှိတယ်လို့ပြောပြီးသူ့ကိုအတင်းနဲ့ပြန်လက်ခံဖို့တောင်းဆိုခဲ့ပါတယ်။နေပြကလည်းသဘောတူလိုက်ပါတယ်။ဂျက်ကခွေးလေးကိုအိမ်မှာထားခဲ့ပေမဲ့ခွေးလေးကတော့အားကစားကွင်းထိတိတ်တိတ်လေးနောက်ကလိုက်လာခဲ့ပါတယ်။ကွင်းထဲရောက်တဲ့အခါဂျက်ရဲ့အတင်းကရှုံးနေတာကိုမြင်တော့ခွေးလေးဟာသူ့ရဲ့သခင်လေးကိုကူညီဖို့ကွင်းထဲကိုချက်ချင်းပြေးဝင်သွားပါတယ်။ဘောလုံးအပေါ်တက်သွားတဲ့အချိန်မှာခွေးလေးကဘာမှမစင်စားပဲခုန်ဖမ်းလိုက်ပါတယ်။ဒိုင်လူကြီးကဂိမ်းကိုရပ်ဖို့ဝီစီမှုတ်ပေမဲ့ခွေးလေးကတော့ဘတ်စကတ်ဘောကျယ်ပွင့်တစ်ယောက်လိုကျွမ်းကျင်စွာကစားနေပါတော့တယ်။သူဟာလူတိုင်းကိုကြော်ဖြတ်ပြီးဆော့ကစားပါတယ်။ဂျက်ကဘောလုံးရသွားတဲ့အခါခွေးလေးကပါဇက်နဲ့လမ်းပုတ်ပြီးဂိုးသွင်းလိုက်ပါတယ်။ဂိုးဝင်သွားတဲ့အတွက်သူတို့အတင်းဟာဘိုးလိုပွဲကိုတက်လန်းနိုင်ခဲ့ပါပြီ။အားကစားကွင်းတစ်ခုလုံးလည်းလက်ခုပ်တံတွေနဲ့ပြည့်နေသွားပါတယ်။သူငယ်ချင်းတွေဖြစ်တဲ့ဂျက်နဲ့ခွေးလေးဟာအခုဆိုရင်သူငယ်ချင်းတွေတင်မဟုတ်တော့ပဲအကောင်းဆုံးအတင်းဖော်တွေဖြစ်သွားကြပါတော့တယ်။